င်္ဂလာပါရှင်ဒီနေ့မှာတော့နောက်ထပ်ပြောပြပေးမယ်သင်ခန်းစာလေးကတော့တခုခုကိုလုပ်ဖို့အတွက်အရန်ကိုစိတ်အားထက်သန်နေတယ်ဆိုရင်ဘယ်လိုပြောရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကြည့်လိုက်ရအောင် subject B came to plus verb 1 subject ဆိုတဲ့နေရာမှာကျမတို့လူ subject တွေအကုန်လုံးဝင်လို့ရပါတယ် I we you they he she ဒါတွေလည်းဝင်လို့ရတယ်ပြီးတော့တခြားသော nouns တွေ singular nouns plural nouns တွေလည်းဝင်ပြီးတော့သုံးလို့ရပါတယ်နောက်တစ်ခု B ဆိုတာဒီကျမတို့က am is are was were အကုန်လုံးကိုပြောချင်တာဖြစ်တဲ့ subject ကအနည်းငယ်ဆိုရင်ကျမတို့အနောက်မှာ is တော်၎င်း was တော်၎င်းလိုက်ပြီးတော့သုံးပေးရမယ် subject ကအများဖြစ်နေမယ်ဆိုရင် are တော်၎င်း were တော်၎င်းလိုက်ပြီးတော့သုံးပေးရမှာဖြစ်တဲ့နောက်တစ်ခု kinဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကစိတ်အားထက်သန်သောလို့အဓိပ္ပာယ်ရတယ်သူ့ကို verb to be တစ်လုံးနဲ့တွဲလိုက်တဲ့အခါမှာစိတ်အားထက်သန်သည်လို့တွဲလို့ရပါတယ်တချို့တွေကပြောမှုကြတယ်ကျမတို့ verb to be နဲ့ adjective တွဲမယ်ဆိုရင် verb တစ်လုံးဖြစ်သွားတယ်တဲ့ဒါလည်းမလို့ရပါတယ်ဘာလို့လဲဆိုတော့ကျမတို့ she is beautiful ပဲဆိုလို့ရှိရင်လှပသောသို့တော့ is ဆိုတဲ့ verb to be နဲ့တွဲလိုက်တဲ့အခါမှာလှပသည်ဆိုပြီးတော့ verb တစ်လုံးအဖြစ်သို့ပြောင်းလဲသွားတာဆိုတော့အဲ့တော့ဒီမှာလည်းအဲ့လိုပဲ it came ဆိုလို့ရှိရင်စိတ်အားထက်သန်သည်လို့အဓိပ္ပာယ်ရသွားပါတယ်ဟုတ်ပြီနော် adjective နဲ့ verb to be နဲ့တွဲလိုက်တဲ့အခါမှာတော့မဟုတ်တော့ဘဲနဲ့သည်လို့ဘာသာပြန်ရမှာဖြစ်တဲ့2 plus the 1အဲ့ဒီ2 plus the 1 နေရာမှာကိုလုံးချင်တဲ့အရာလေးကိုထည့်ပြီးတော့သုံးပေးရမှာဖြစ်တဲ့ဒါဆိုရင်ဥပမာစာကြောင်းလေးကိုကြည့်လိုက်ရအောင် She is so keen to learn English ဒီနေရာမှာကျမတို့ so ကထည့်လဲရတယ်မထည့်လဲရတယ်နော် She is so keen သူမဟာအရန်ကိုစိတ်အားထက်သန်နေတဲ့ to learn English အင်္ဂလိပ်စာကိုလေ့လာဖို့အတွက်အရန်ကိုစိတ်အားထက်သန်နေတယ်လို့ပြောချင်တာဖြစ်တဲ့အကယ်လို့ဒီနေရာမှာအစိုးမပါဘူးဆိုရင်လည်းရပါတယ် She is keen သူမဟာစိတ်အားထက်သန်နေတဲ့ to learn English အင်္ဂလိပ်စာကိုလေ့လာဖို့အတွက်ဒီလိုမျိုးဖြစ်သွားမှာဖြစ်တဲ့နောက်တစ်ဥပမာစာကြောင်းလေးကိုဆက်ပြီးတော့ကြည့်ရအောင် they ဒီမှာရှိတော့ကကျမက is ဆိုတဲ့ verb to be လေးကိုသုံးထားတယ် they ကြတော့ are ဆိုတဲ့အများကြီးလေးကိုသုံးလိုက်ရတယ်ဘာလို့လဲဆိုတော့ I we you they ပေါ့နော်ဒါကအများကြီးနဲ့တွဲတယ် verb to be ကတော့ I က am နဲ့တွဲရမှာဖြစ်တဲ့ verb to be မှာဆိုရင်တော့ I က twin gel လို့မှတ်ပြီးနော်အဲ့တော့ they are so keen to start walk သူတို့တရားဆိုလို့ရှိရင်အရန်ကိုစိတ်အားထက်သန်နေတဲ့ to start walk 2ရဲ့နောက်မှာကျမတို့ကိုစိတ်အားထက်သန်နေတဲ့ကိုလှုပ်ချင်တဲ့အရာလေးကိုရေးပေးရမှာဖြစ်တဲ့နောက်ထပ်စာကြောင်းလေးတစ်ကြောင်းကိုထည့်ကြည့်လိုက်ပါဦး She is so keen to play tennis သူမဟာဆိုလို့ရှိရင် tennis ကစားဖို့အတွက်အရန်ကိုစိတ်အားထက်သန်နေတဲ့တဲ့ She is a keen tennis player ဒီနေရာမှာဆိုလို့ရှိရင်ကျမတို့က determiner adjective plus noun ဆိုတဲ့ပုံစံလေးကိုသုံးထားတာဖြစ်ပါတယ်ဟုတ်ပြီနော် A က determiner so keen a keen tennis player she is a beautiful girl လို့မျိုးပဲ A beautiful girl ဒီမှာလဲ a keen tennis player သူမဟာအရန်ကိုစိတ်အားထက်သန်တဲ့ tennis ကစားသမားတစ်ယောက်ဖြစ်တယ်လို့ပြောချင်တာဖြစ်တဲ့keen ကိုဒီလိုမျိုးလဲသုံးလို့ရတယ်ပြီးတော့ကိုတစ်ခုခုကိုစိတ်အားထက်သန်နေတာကိုပြောချင်ရင် verb to be နဲ့ keen နဲ့ကိုတွဲပြီးတော့သုံးလို့လဲရသေးတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေ့ပြောပြပေးခြင်းနဲ့ကိုတစ်ခုခုကိုလုပ်ဖို့အတွက်အရန်ကိုစိတ်အားထက်သန်နေတယ်ဆိုရင်ဘယ်လိုပြောရမလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်နောက်ထပ်ပို့ပြီးတော့ဒီစာလုံးလေးကိုဒီစကားစုလေးကိုမှတ်မိသွားအောင်တခြားကိုလုပ်ချင်တာလေးတွေကို၄-၅ကြောင်းလောက်ရေးကြည့်ပါဒါဆိုရင်တော့ဒီအသုံးလုံးလေးကိုမှတ်မိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်